အားလုံးပဲမင်္ဂလာပါကျေးဇူးတင်ပါတယ်ကျေးဇူးစွာအချိန်တိုင်းနဲ့တတ်တာကိုပြင်ဆင်ပေးတဲ့ခါဖဲကျေးဇူးတော်ကိုချီးမွမ်းသလိုဒီနေ့ကျွန်တော်တို့ဝိုင်းမှာရှိသောလူသမီးများလာရောက်ဝတ်ပြုပေးတဲ့အခါမှာလည်းပေါ့နော်အတင်းတော်ကနေပြီး combine worship အနေနဲ့ပေါ့နော်စီစဉ်ပေးထားတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ပုံမှန်ဆိုတော့လူသမီးဆိုလူသမီးဝတ်ပြုပေးခြင်းမှာပဲပေါ့နော်ကျွန်တော်တို့ပါဝင်တာပေါ့ဒါပေမဲ့ဒီနေ့အတူတူကအတင်းတော်မှာရှိသောဓမ္မမူတော်ဆောင်များကျင်းတော်ကြီးများမိသားစုဝင်များအားလုံးနဲ့တွေ့ကြရတဲ့အတွက်ဖျားရှင်ယေရှုကိုချီးမွမ်းပါတယ်။ကျွန်တော်တို့ဒီနေ့အတူတူကစဉ်းစားဆင်ခြင်ခွန်အားယူဖို့ရန်အတွက်ဓမ္မကျမ်းစာလေးကတော့ရှင်မာကုခရစ်ယာန်ခန်းကြီး4အငယ်26ကနေ29ကိုကျွန်တော်တို့ဓမ္မပတိဖတ်သွားဖြစ်ပါတယ်။ဒီကျမ်းစာလေးကိုကျွန်တော်တို့အတူတူကဆင်ခြင်ခွန်အားယူဖို့ရန်အတွက်ဖြစ်ပါတယ်။သခင်ခရစ်တော်ကသူ့ရဲ့အမှုတော်မြတ်ကိုစတင်ပြီးလှုပ်ဆောင်တဲ့အခါမှာသူ့ရဲ့အသက်တာကိုကြည့်မယ်ဆိုရင်ခက်ခဲမှုတွေပြင်ပန်းမှုတွေစုံစမ်းနှောင့်ယှက်ခြင်းတွေအမျိုးမျိုးတွေ့ကြုံခံစားပြီးတော့မှသူဟာအမှုတော်မြတ်ကိုလှုပ်ဆောင်ခဲ့ရတယ်။တကယ်ပြတော်ရဲ့အမှုတော်ဆောင်ခြင်းလမ်းစဉ်ကိုကြည့်တဲ့အခါမှာဘယ်တော့မှဖြောင့်ပြတဲ့လမ်းမရှိဘူးပေါ့။သူဟာယူဒဘာသာရေးခေါင်းဆောင်တွေရဲ့တိုက်ခိုက်ခြင်းတွေကိုခံစားရတယ်။ဒါကြတဲ့မှာသူ့ရဲ့နှုတ်ကိုလိုက်တဲ့တပည့်တော်တွေနောက်လိုက်ကြီးရဲ့အသက်တာမှာယုံကြည်ခြင်းတွေအားနည်းပြီးတော့တချို့ကတော့တကယ်ပြတော်ဘာနမိတ်လက္ခဏာကိုပြုလုပ်လို့လေဒါလေးတွေကိုပဲသူတို့တွေကမြင်တွေ့ခြင်းတဲ့အတွက်ကြောင့်မို့တကယ်ပြတော်ကိုတကယ်ပြတော်ရဲ့နောက်ကိုလိုက်တဲ့လူတွေတွေ့ရှိရပါတယ်။ခါဒီမှာတကယ်ပြတော်ရဲ့မိမာတဲ့အရာတွေကိုသူတို့တွေကတန်တရားစိတ်တွေခါဒီမှာနားမလည်ဘူးတကယ်ပြတော်များသောအဖြစ်သူကပုံဥမာလေးတွေနဲ့ပေါ်ပြတဲ့အခါမှာနော်ဒီအရာလေးတွေကသူတို့အတွက်ခက်ခဲနဲ့နေတဲ့အရာတွေကိုတွေ့ရတယ်။ဒီနေ့ဖတ်သွားတဲ့ရှင်မာကုပြုဝင်ခြင်းမှာလည်းဒါကတခင်ပြတော်ပေါ်ပြခဲ့တဲ့ပုံဥမာလေးတစ်ခုပဲဖြစ်တယ်ပေါ့နော်ဒါလေးကိုကျွန်တော်တို့ပြန်လည်စဉ်းစားဆင်ခြင်ဖို့ရတဲ့ဖြစ်ပါတယ်မျိုးစစ်ကြီးပွားခြင်းဥပမာလေးလို့ကျွန်တော်တို့နော်အလွယ်မှတ်ထားလို့ရပါတယ်မျိုးစစ်စစ်ဘယ်လိုမျိုးကြီးပွားရင့်ကျက်လာလဲရင့်တန်လာလဲနော်ဒီမျိုးစစ်လေးကြီးပွားဖို့ရအတွက်လေရှင်ကဘယ်လိုမျိုးလှုပ်ဆောင်ရလဲဆိုတော့တခင်ပြတော်ကဥပမာပေးတဲ့အရာဖြစ်တဲ့အခါမှာဒီအကြောင်းအရာလေးကိုဖတ်တဲ့အခါမှာကျွန်တော်တို့သူ့ရဲ့အနက်ကြီးတွေကနှမျိုးတွေ့ရတယ်နော်ပထမတစ်မျိုးကတော့ဘာလဲဆိုရင်သူကခုနကလူပေါ့နော်ခုနလေရှင်ကဘသူ့ကိုပုံဆောင်လဲဆိုရင်သခင်ခရစ်တော်ဘုရားကိုပုံဆောင်တယ်ပေါ့သခင်ခရစ်တော်ဘုရားကိုပုံဆောင်ပြီးတော့မျိုးစေ့ကတော့ဒီခရစ်တော်ကဒီလောကထဲမှာသူဟာလှုပ်ဆောင်ခဲ့ရတဲ့အမှုဆောင်ခြင်းဆိုပြီးတော့နားလည်နိုင်တယ်ဒီသိငယ်တဲ့မျိုးစေ့သခင်ခရစ်တော်ချခဲ့တဲ့ဒီသိငယ်တဲ့မျိုးစေ့လေးကနေပြီးတော့ဒီတဖြည်းဖြည်းရှင်သန်ကြီးထွားရင့်ကျက်လာတဲ့အခါမှာတောင်ငါကြီးကသခင်ခရစ်တော်ကိုပို့ပြီးပြည့်မြင်လာတယ်သခင်ခရစ်တော်ကိုယုံကြည်တဲ့နောက်လိုက်တွေပို့ပြီးတော့တိုးပွားလာခြင်းအပြင်ရှင်သန်ကြီးထွားတဲ့အသီးနှံတွေကိုရိတ်သိမ်းရတယ်ဆိုတဲ့အရာလေးကိုတွေ့ရပါတယ်ဒုတိယဒီအနက်ကြီးတွေကဘာကိုပေါ်ပြခြင်းလဲဆိုသခင်ခရစ်တော်ကသူ့ရဲ့တပည့်တော်တွေကိုခွန်အားပေးခြင်းတဲ့အရာပဲဖြစ်တယ်။ဘာကြောင့်လဲဆိုရင်တပည့်တော်တွေကအင်တမသတိနေတယ်ဆိုတော့သခင်သိတယ်ယုံကြည်ခြင်းတွေအားနည်းတယ်တခါတည်းမှာစုံစမ်းခြင်းတွေနောက်ကိုလိုက်သွားနိုင်တဲ့လူမျိုးဖြစ်တဲ့အခါမှာသခင်ခရစ်တော်ကသူတို့ကိုသတိသွေးပေးတာခွန်အားပေးတဲ့အရာလေးပဲဖြစ်တယ်။ဘာကြောင့်လဲဆိုရင်ဒီပုံဥမာလေးကိုကြည့်တဲ့အခါမှာသူဟာတပည့်တော်တွေရဲ့သခင်ခရစ်တော်ရဲ့နောက်ကိုလိုက်တဲ့သူတွေရဲ့ဝတ်ကြတာပါလဲဆိုရင်မျိုးစေ့ကျေးရမယ်။ယုံကြည်ခြင်းမျိုးစေ့ကိုရှင်သန်နိုင်အောင်ကြီးထွားနိုင်အောင်လှုပ်ဆောင်ရမယ်လူတွေဖြစ်တယ်ဆိုတာကိုသခင်ခရစ်တော်ကဒီပုံဥမာလေးအပြင်ဒီမျိုးစစ်ရှင်သန်ကြီးထွားခြင်းဆိုတဲ့ပုံဥမာလေးအပြင်တွန်းတင်ခွန်အားပေးခြင်းပဲဖြစ်တယ်ဒီအရာလေးကိုကြည့်တဲ့အခါမှာမျိုးစစ်ကနော်မျိုးစစ်လူတစ်ယောက်ကဒီလေရှင်တစ်ယောက်ကမျိုးစစ်ကိုကျင်းပြီးတဲ့အခါမှာသူဟာဒီမျိုးစစ်လေးရဲ့လှုပ်ဆောင်မှုတွေကိုကြည့်တဲ့အခါမှာသူဒီလူတစ်ယောက်ရဲ့တခြားသောပြုစုမှုတွေမပါတော့ဘဲနဲ့သူကတဖြည်းဖြည်းနဲ့ရှင်သန်ကြီးထွားရင့်ကျက်လာတယ်ပဲလူသားတွေရဲ့ဖျားသခင်ပေးထားတဲ့တာဝန်ကမျိုးစေ့ကျေးရမယ်တာဝန်ဖြစ်တယ်။ဒါပေမဲ့ဒီမျိုးစေ့ကဆက်လက်ပြီးတော့ရှင်သန်ကြီးထွားနိုင်စီတာကတော့သခင်ခရစ်တော်ရဲ့ဖျားသခင်ပဲဖြစ်တယ်ဆိုတော့သိမြင်စေဖို့ရအတွက်ဒီမျိုးစေ့ကျေးခြင်းဥပမာအဖြစ်သူ့ရဲ့တပည့်တော်တွေကိုသူကတုံ့တင်ညွှန်ပြခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ကျွန်တော်တို့ယုံကြည်သူညီကိုမောင်မတွေရဲ့အသက်တာကိုကြည့်တဲ့အခါမှာကျွန်တော်တို့ရဲ့ဝိတရားကလည်းဒီယုံကြည်ခြင်းမျိုးစေ့ကိုဘုရားသခင်ကိုမသိရှိသေးတဲ့သူတွေကိုကျွန်တော်တို့ကရှင်သန်ကြီးထွားနိုင်အောင်ကျွန်တော်တွေကပြုစုပြောင်းထောင်ပေးရမယ်
ဒီလိုပဲယုံကြည်သူညီကိုမောင်မတွေရဲ့အသက်တာထဲမှာလည်းဘလောက်ပဲစုံစမ်းနှောင့်ယှက်ခြင်းတွေကြုံတွေ့နေရပါစေဘလောက်အခက်အခဲတွေအတားအဆီးတွေရှိနေပါစေရှင်သန်ကြီးထွားရင့်ကျက်ပြီးတော့နော်တကယ်ပဲဒီခရစ်တော်ရဲ့ပြန်လည်ကြောင့်လာခြင်းရောက်တဲ့အခါမှာရိတ်သိမ်းခြင်းအရာကိုခံစားနိုင်စေဖို့ရန်အတွက်ကျွန်တော်တို့တွေကလှုပ်ဆောင်မှုရန်အတွက်လိုအပ်တယ်။ဒါကြောင့်မို့ဒီနေ့ဥမာလေးအဖြစ်ဒီဖို့ဥမာလေးအဖြစ်ကျွန်တော်တို့ရဲ့အသက်တာထဲမှာဆင်ခြင်ခွာယူဖို့ရန်အတွက်ကကျွန်တော်တို့လောကထဲမှာအသက်ရှင်တဲ့အခါမှာကျွန်တော်တို့မှာစုံစမ်းနှောင့်ယှက်ခြင်းတွေစိုးရိမ်ပူပန်မှုတွေအမျိုးမျိုးရှိကောင်းရှိမယ်။ကျွန်တော်တို့မှာစိတ်မရှိမှုတွေအားနည်းမှုတွေရှိကောင်းရှိနိုင်ပါတယ်။ဒါပေမဲ့ဒီဥမာလေးအပြင်ကျွန်တော်တို့ခွာယူဖို့ရန်အတွက်ဒီနေ့ရဲ့ဒေသနာကောင်းစဉ်ကတော့မစိုးရိမ်ပါနဲ့သင်ကောင်းမှုအတွက်ပါဆိုတဲ့ကောင်းစဉ်လေးအပြင်ကျွန်တော်တို့အချက်၃ချက်ကိုဆင်ခြင်ခွာယူဖို့ရန်အတွက်ဖြစ်ပါတယ်။ခရိယန်တယောက်ရဲ့အသက်တာကိုကြည့်တဲ့အခါမှာဘုရားသခင်ကိုစိတ်ချယုံကြည်ခြင်းအပြင်ကျွန်တော်ရဲ့စိုးရိမ်ပူပန်မှုတွေကိုထိန်းချုပ်နိုင်ပါတယ်။ဘာကြောင့်လဲဆိုကျွန်တော်တို့ကလူသားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့မှာစိုးရိမ်ပူပန်မှုတွေကနော်တတိလေးပဲဖြစ်ပါစေကြီးကြီးမားမားဖြစ်ပါစေကျွန်တော်တို့စိုးရိမ်တတ်တယ်။ကျွန်တော်တို့ပူပန်တတ်တယ်။ဒါကကျွန်တော်တို့တွေလူသားဖြစ်တဲ့အတွက်ကြောင့်ဒါပေမဲ့တကယ်ပဲခရိယန်ယုံကြည်သူကြောင့်ရဲ့အသက်တာမှာဘုရားသခင်ကိုစိတ်ချယုံကြည်ပြီးဆိုတော့ဒီຢာတွေကိုကျွန်တော်တို့ကထိန်းချုပ်နိုင်တယ်ဆိုတော့ပြောပြတယ်ကျွန်တော်တို့လုံးဝမစိုးရိမ်တော့ဘူးလို့ပြောလို့မရပါဘူးဒါပေမဲ့ကျွန်တော်တို့ဒါကိုထိန်းချုပ်နိုင်တယ်ဆိုတော့တွေ့ရပါတယ်ဒီနေ့ကျွန်တော်တို့တွေလောကကြီးထဲမှာအသက်ရှင်နေရခြင်းကဘုရားသခင်ကကျွန်တော်တို့စီမှာအကျဉ်းစီရှိတယ်ကျွန်တော်တို့တယောက်ချင်းစီထဲမှာကျွန်တော်တို့လှုပ်ဆောင်ရမယ်ဝတ္တရားလေးတွေရှိတယ်ကျွန်တော်တို့လှုပ်ဆောင်ရမယ်တာဝန်လေးတွေရှိတယ်ဒီအရာတွေကဘုရားသခင်အတွက်ပြည့်စုံနိုင်စေဖို့ရတဲ့ကျွန်တော်တို့ကလှုပ်ဆောင်ရမှာပဲဖြစ်တယ်နော်ရှင်မသက်ခရစ်ယာန်ခန်းကြီး6အငယ်25မှာပြောလေဆိုရင်ထို့ကြောင့်ငါဆိုဒီကအဘေတို့စားတောင်းရမည်ကိုအသက်ဖို့မစိုးရင်ကြရင်အဘေတို့ဝိရမည်ကိုဖို့မစိုးရင်ကြရင်အစာသည်အသက်ထက်မြတ်ဒီမဟုတ်တော့အဝိချက်ကိုမြတ်ဒီမဟုတ်တော့ဆိုပြီးတော့တမန်ကျမ်းစာထဲမှာဖော်ပြထားပါတယ်။သခင်ခရစ်တော်ကသူ့ရဲ့အမှုတော်မြတ်ကိုလှုပ်ဆောင်တဲ့အခါမှာသူကသူ့ရဲ့လူသူ့ရဲ့နောက်လိုက်ဒီကိုသူ့ရဲ့တပည့်တော်တွေကိုအမြဲတမ်းမစိုးရိမ်ပါနဲ့ဆိုတော့သူအချိန်ချင်းတတိပေးခဲ့တယ်။သူကိုယ်တိုင်ကလည်းဒီစိုးရိမ်ပူပန်မှုကြားမှာအသက်ရှင်နေတဲ့သူကအမြဲတမ်းထိန်းချုပ်ခဲ့တဲ့အောင်မြင်နိုင်ခဲ့တဲ့အရာတွေကိုပေါ်ပြထားတယ်ပေါ့နော်ကျွန်တော်တို့ဒီအကြောင်းအရာလေးကိုသခင်ခရစ်တော်ကသူကရှင်မသက်ခရစ်ယာန်ခန်းကြီး6ဝင်25 34မှာကျွန်တော်တို့ကိုပြောနေထားတာကိုပြရတယ်ကျွန်တော်တို့ရဲ့အသက်တာတွေမှာကိုယ့်ရဲ့နေ့စဉ်ရှောင်လန်းရတဲ့အရာပေါ်မှာကျွန်တော်တို့ပူပန်မှုတွေကတော့ရှိကြတယ်ကျွန်တော်တို့စိုးရိမ်ကြတယ်ဒီခုခေတ်အခြေအနေပေါ်မှာမူတည်ပြီးတော့ပုံစံမှုတွေတက်လာတဲ့အခါမှာကျွန်တော်တို့ရဲ့စာရေးဝတ်ရေးကျွန်တော်တို့ရဲ့လုံခြုံရေးဒါတွေအားလုံးကိုကျွန်တော်တို့ကြောင်းလို့ထိတ်လန့်နေရတယ်ဒါပေမဲ့သခင်ခရစ်တော်ကိုယုံကြည်သူတွေရဲ့အသက်တာတွေမှာတော့ဒီဆိုရင်ဘုံတွေကိုထိန်းချုပ်နိုင်တယ်ဆိုတာကိုအတစ်ချက်အနေနဲ့ပေါ်ပြလိုပါတယ်ဒီအကြောင်းအရာလေးကိုပြန်ပြီးတော့ဆင်ခြင်တဲ့အခါမှာတရားသူကြီးမဆာအခန်းကြီး6နဲ့အခန်းကြီး9ကိုပြန်ကြည့်တဲ့ဣသရေလလူမျိုးတွေရဲ့အသက်တာအဖြစ်ပုံမှန်လေးကိုဖော်ပြချင်ပါတယ်ဣသရေလလူမျိုးတွေကဘုရားခင်ရဲ့ရှေ့မှာလူချက်ကိုပြုတဲ့အတွက်ကြောင့်လို့ဘုရားသခင်ကသူတို့ရဲ့အသက်တာရဲ့မိကျန်လူမျိုးတွေရဲ့လက်ချက်ကို9နှစ်ပတ်လုံးအနံ့ကားရဲဆိုတွေ့ရတယ်ဒီလိုမျိုး9နှစ်ပတ်လုံးမိကျန်လူမျိုးတွေရဲ့ကြီးစိုးခြင်းကိုခံစားရတဲ့အခါမှာဣသရေလလူမျိုးတွေကသူတို့တွေနော်မြင်းစက်တက်ပြက်ခြင်းတွေကိုခံစားရတယ်နော်ကြီးနိုင်ငြင်းမှုတွေကိုခံစားရတယ်သူတို့လှုပ်ဆောင်တဲ့လေယာမြေတွေစပြည့်ဥယျာဉ်တွေဖက်ဆီးခြင်းတွေကိုမျိုးမျိုးခံစားရတယ်သူတို့ကဘုရားသခင်ရှေ့မှာဟစ်ကြဘုရားခင်ကိုအော်ဟစ်တယ်ဘုရားခင်ကျွန်တော်တို့ကိုပူမပါဘုရားခင်ကျွန်တော်တို့ကိုမပူတော့ဘူးလားမကေမတော့ဘူးလားဆိုပြီးတော့အမျိုးမျိုးသူတို့တွေကဘုရားသခင်ကိုအော်ဟစ်ပြီးတောင်းလျှောက်တဲ့အခါမှာဘုရားသခင်သူတို့ရဲ့အတန်ကိုနားထောင်ဘုရားခင်ကသူတို့ရဲ့အတန်ကိုနားထောင်ပြီးတော့ဘသူ့ကိုရွေးချယ်လို့ဆိုရင်ယောရှာသားဂိဒေါင်ကိုရွေးချယ်ခဲ့တယ်ဆိုတော့တွေ့ရတယ်ဒီယောရှာသားဂိဒေါင်အပြင်ဘုရားသခင်ကဣသရေလလူမျိုးတွေကိုပြန်ပြီးတော့ဆုခဲ့လူမျိုးတော်တွေပြန်လည်ပြီးတော့ဒီမိညာလူမျိုးတွေကိုတိုက်ထုတ်ဖို့ရတဲ့လူမျိုးတော်တွေကိုဆုလိုက်တဲ့အခါမှာသူတို့တွေကဗမာတော့ဒီစစ်တိုင်းဖို့ရတဲ့နော်အားလုံးဣသရေလလူမျိုးတွေပြန်ပြီးတော့ဆုရုံးခဲ့တယ်ဆိုတော့တွေ့ရတယ်စစ်တိုင်းဖို့ရတဲ့သူတို့ကဟာရုတ်ရေတွင်းသားမှာတက်ချပြီးတော့ဒီရေတွင်းကတော့မိကျန်တက်ရဲ့မြောက်ဖက်ပေါ့နော်မောရီတောင်ချီကြီးချက်သူတို့တွေကအတူတူကဆုပေးနေကြတယ်အဲ့ဒီခါမှာတဲ့ဘုရားသခင်ကခိတောင်ကိုပြောတယ်အငယ်9ခန်းကြီး9အငယ်နေ့မှာပြောလဲဆိုသာဝရဘုရားကလည်းသင်လိုက်ပါတော့သူတို့ဒီအလွန်များ၍သူတို့လက်၌မိကျန်သူတို့ကမအပ်ရတဲ့အဲ့ဒီဣသရေလလူ
လူမျိုးကငါ့နဲ့ယုံကြည်ငါ့ကိုပြည့်ချင်းပြီးလို့ငါတစ်ဖက်၌အကြွားတဲ့နည်းဆိုပြီးတော့ဘုရားခင်ကအတိတ်ကိုပြောတယ်အဲ့ကမှာဘုရားခင်ကဘာလို့လဲဆိုရင်ကြောက်တဲ့သူဒီခုစစ်တိုက်ကိုရဲ့အတွက်စူးစီးပေးမယ်လေကြောက်တဲ့သူရှိတယ်စစ်တိုက်ကိုရဲ့အတွက်တော့စစ်မတိုက်ချင်တဲ့သူတွေရှိတယ်ဆိုအားလုံးပြန်ဖို့အတွက်ဘုရားခင်ကအမိန့်ပေးတဲ့အခါမှာအဲ့ဒီမှာဂျန်ရေးခဲ့တဲ့သူကတော့1000နော်ဒီစစ်တိုက်ကိုရဲ့စုဝေးတဲ့သူစုက1000ဂျန်ရေးခဲ့တယ်အဲ့ဒီ1000ကနေပြီးဘုရားခင်ကထပ်မံပြီးရွေးချယ်နေတာကတော့လူ300ကဒီဣသရေလတပ်ထဲမှာဂျန်ခဲ့တယ်ဆိုလို့တွေ့ရတယ်ဘုရားသခင်ကဒီလူ300နဲ့ဘယ်လိုမျိုးဒီမိကျန်လူတွေကိုတိုက်ထုတ်လဲဆိုတော့တမန်ကျမ်းစာတွေမှာဆက်ပြီးတော့ကြည့်တဲ့သူတို့ကညအချိန်ပေါ့နော်ဒီမိကျန်တက်ကိုသွားတယ်ဒီလူ300ကိုသူတို့လူစုခွဲလိုက်လူစုခွဲလိုက်ပြီးတော့ဒီလူ300ရဲ့လက်ထဲမှာဖျားတင်တာဘာလို့ပဲပေးထားလဲဆိုရင်တကူတစ်လုံးနဲ့မိခွက်ပါတဲ့ကိုတစ်လုံးစီနဲ့ခိုင်ထားလို့ပေးလိုက်တခြားဘာမှဘာစလက်နဲ့မှမပါဘူးဒီမိကျန်လူတို့ကိုတိုက်ဖို့ရတဲ့တာဖျားတင်တာအမိပေးထားပဲနော်လန်နေဓာတ်တွေဘာမှမပါဖျားတင်တာသူတို့ကိုတကူတစ်လုံးနဲ့မိခွက်ပါတဲ့ကိုတစ်လုံးနဲ့ခိုင်ခိုင်းပြီးတော့တက်ပတ်လေတက်ရဲ့နော်ဒီမိကျန်တက်ရဲ့ပတ်ပတ်လေးမှာအားလုံးကိုနေရာခွဲပြီးတော့ဖြန့်ချတယ်အဲ့ဒါမှခိတာမှသူ့ရဲ့လူတွေကိုပြောထားတယ်သူတဘိုးစောင့်မှုနဲ့ဒီတဘိုးစောင့်မှုတိုင်းနဲ့ကျန်တဲ့သူတွေအားလုံးကတဘိုးမှုပါပြီးရင်ကိုယ့်ရဲ့တိုင်ထားတဲ့ကိုယ်ကိုခွဲပြီးတော့ခြောက်တော့ဖျားနဲ့ဒီတောင်နဲ့ထားဆိုပြီးကြွေးကြော်ပါဆိုပြီးတော့ပဲလှုပ်ဆောင်ရမယ်ဆိုပြီးတော့ဒီတောင်ကသူ့ရဲ့လူမျိုးတော်တွေကိုမှာကြားထားတယ်အဲ့ဒီတိုင်းပဲနော်ဒီတောင်ကစပြီးတော့တဘိုးမှုတဲ့ခါမှာခုနကလူ300ရဲ့တဘိုးတန်နော်တဘိုးအားလုံးကခြေလောင်စွာနဲ့မြည်ပြီးတော့သူတို့လက်ထဲမှာတိုင်ထားတဲ့မိဘကိုနော်တိုင်ထားတဲ့အိုးကိုတော့ခွဲပြလိုက်ပြီးတော့ခြောက်ဖျားနဲ့ဒီတောင်ရဲ့ဓာတ်ကိုကြွေးကြော်လိုက်တဲ့အခါအဲ့ဒီမိကျန်တက်ထဲမှာရှိတဲ့သူတွေအားလုံးကညချိန်ဖြစ်တဲ့အတွက်ကြောင့်မို့ကြောက်ရွံ့တုန်လှုပ်ခြင်းတွေနဲ့သူတို့တွေကတယောက်နဲ့တယောက်တိုက်ခိုက်ပြီးတော့နော်ချင်းချင်းခိုက်ပြီးဖြစ်ပြီးတော့အားလုံးကကြောက်လန့်ပြီးတော့ထွက်ပြေးသွားတယ်ဆိုတော့တွေ့ရတယ်။နောက်ဆုံးမှာတော့ဣသရေလလူမျိုးကဒီဘိုလ်ချုပ်ဖြစ်တဲ့ဩရာဘာနဲ့စီဘာကိုဖမ်းဆီးပြီးတော့မိကျန်လူမျိုးတွေကိုအောင်နိုင်ခဲ့တယ်ဆိုတော့တွေ့ရတယ်။ဣသရေလလူမျိုးတွေအားလုံးတေချေပျက်စီးမှုမရှိဘဲနဲ့နော်သူတို့တွေအားလုံးကမိကျန်လူမျိုးတွေကိုစစ်တိုက်တဲ့အခါအောင်နိုင်ခဲ့တယ်ဆိုတော့တွေ့ရပါတယ်။ဒီအကြောင်းအရာလေးကိုပြန်ပြီးတော့ကြည့်တဲ့အခါကျွန်တော်တို့ရဲ့အသက်တာထဲမှာလည်းကျွန်တော်တို့ကတစ်ခုခုလုပ်တော့မယ်ဆိုရင်ကျွန်တော်တို့မှာဒါရှိနေရမယ်တော့ဒါဖြစ်နေရမယ်ဆိုတဲ့အရာပေါ့နော်ကျွန်တော်တို့မှာစိုးရိမ်ပူပန်မှုတွေလည်းကျွန်တော်တို့တွေလှုပ်ဆောင်မှုတွေအများကြီးရှိကောင်းရှိနိုင်ပါလိမ့်မယ်ဒါပေမဲ့ဘုရားသခင်ကိုယုံကြည်တဲ့ဂိတောင်နဲ့သူ့ရဲ့လူမျိုးတော်တွေကလက်ထဲမှာဘာစစ်တိုက်တဲ့လက်နက်တွေမပါပေမဲ့လည်းဘုရားသခင်ကိုယုံကြည်ခြင်းအပြင်သူတို့တွေကဒီမိကျန်လူမျိုးတွေကိုတိုက်ထုတ်နိုင်ခဲ့တယ်နောက်ဆုံးမှာတော့ဂိတောင်ရဲ့လက်ထက်240တိုင်တိုင်အောင်တပြည်လုံးကငြိမ်းချမ်းမှုတွေကိုပြန်ပြီးတော့ရရှိခံစားခဲ့တယ်ဆိုတော့တွေ့ရပါတယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့ယခုကျွန်တော်တို့ရဲ့မြန်မာနိုင်ငံအခြေအနေကိုပြန်ပြီးတော့ဆင်ခြင်ပြီးတဲ့အခါကျမှကျွန်တော်တို့တွေလည်းအမျိုးမျိုးဖျားတဲ့ကိုမေးဖို့နေကောင်းနေနိုင်ပါတယ်ဖျားခင်ဘာကြောင့်လဲဖျားသခင်ရှိသေးရဲ့လားဖျားခင်ဘာကြောင့်ဒီဒုက္ခတွေကိုကြုံတွေ့ခံစားနေရသေးတာလဲဆိုတော့ကျွန်တော်တို့တွေဖျားခင်မေးဖို့ထုတ်အောင်ထုတ်နိုင်လိမ့်မယ်ကျွန်တော်တို့မိသားစုပြဿနာတွေရှိနေဆိုရင်ဖျားခင်ဘာကြောင့်သမီးမဖျားခင်ဘာကြောင့်ကျွန်တော်မှကျမမှဒီဒုက္ခတွေကိုခံစားနေရတာလဲဆိုတော့ဖျားခင်ကိုနေကောင်းမေးနိုင်ပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ဥပမာတော်ထဲမှာပြန်ပြီးတော့ကြည့်တဲ့အခါမှာလေသမားကသူ့ရဲ့လှုပ်ဆောင်ရမယ့်အရာပေါ့နော်ဒီမျိုးစစ်ကိုနော်သူထုံရက်ဆိုင်ပြဖို့ရတဲ့မျိုးစစ်ကိုသူချင်းပြန်ပြီးတဲ့အခါမှာသူကကောင်းစွာအိပ်ပျော်နေတယ်သူဘာမှမစိုးရိမ်တော့ဘူးဒီအပင်ကကြီးမလားမကြီးမလားသူစိတ်ဝင်စားတော့သူသိတာကဒီအပင်ဒီသူအကောင်းဆုံးပြင်ဆင်ထားပြီးဖြစ်တဲ့ရှင်သက်ကြီးထွားလာမယ်ဆိုတော့သူယုံကြည်တဲ့အတွက်ကြောင့်မို့သူကောင်းစွာအိပ်ပျော်နိုင်လေဆိုတော့တွေ့ရတယ်ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာလည်းသူနည်းလည်းကောင်းပါတယ်ကျွန်တော်တို့ကဒီလေရှင်ကဲ့သို့ပဲဘုရားသခင်ကကျွန်တော်တို့အားလုံးလှုပ်ဆောင်ပေးနိုင်တယ်ဘုရားသခင်ကိုကျွန်တော်တို့ယုံကြည်စိတ်ချထားပြီးဆိုတော့ကျွန်တော်တို့ရေနော်အကောင်းဆုံးဘုရားသခင်ရဲ့လက်ထဲကိုအနံ့ပြီးတော့ကျွန်တော်တို့ရေလှုပ်ဆောင်နိုင်မှာဖြစ်တယ်ဒီတောင်နဲ့သူ့ရဲ့လူမျိုးတော်တွေကမိချန်လူမျိုးကိုအောင်နိုင်တဲ့လို့ကျွန်တော်တို့တွေကလည်းယုံကြည်စိတ်ချမှုအဖြစ်ကျွန်တော်တို့ရဲ့စူးရည်ပူပန်မှုတွေကိုထိန်းချုပ်နိုင်ခြင်းအပြင်အသက်တာကိုရှောင်လန်းနိုင်ဆိုတော့အကြောင်းအရာလေးတစ်ချက်အပြင်ပေါ်ပြလိုပါတယ်။နှစ်ချက်အနေနဲ့ကတော့ဘုရားသခင်ကိုစိတ်ချယုံကြည်ခြင်းဖြင့်စိတ်မရှိခြင်းကိုကျော်လွှားနိုင်ပါတယ်။ဘုရားသခင်ကိုစိတ်ချယုံကြည်ခြင်းဖြင့်စိတ်မရှိခြင်းကိုကျော်လွှားနိုင်တယ်။ကျွန်တော်တို့တွေကနော်စိတ်မရှိဘူးဒီခါလေးကြိုက်ကျွန်တော်တို့လှုပ်ဆောင်တဲ့အလုပ်တစ်ခုဖြစ်လာဘူးနော်ဒါဆိုကျွန်တော်တို့တွေကအားစိတ်ပူပန်ပြီးတော့ကျွန်တော်တို့စိတ်မရှိတော့နော်ဘ
တော့ခါရီမကိုယ့်ရဲ့ပုံဝင်ချင်မှရှိတဲ့သူတော်လည်းကောင်းကိုယ့်ရဲ့မိသားစုဝင်တော်လည်းကောင်းအပြစ်တင်ခြင်းနဲ့အပြစ်ဖို့ခြင်းနဲ့အမျိုးမျိုးပေါ့ကျွန်တော်တို့လောက်ကောင်းလုပ်နိုင်ပါလေဒါပေမဲ့တခင်ခရစ်တော်ကတော့သူ့ရဲ့အမှုတော်မြတ်ကိုကြည့်တဲ့အခါမှာသူဖေရောမှသူဒီနော်စိတ်ရှိစွာနဲ့လှုပ်ဆောင်ပြီးတော့ဖေရောမှအလင်းစလို့မလုပ်ဘူးတခင်ခရစ်တော်ကအမြဲတမ်းစီးစနစ်ကြစွာနဲ့သူ့ရဲ့လှုပ်ဆောင်နဲ့လှုပ်ငန်းဆောင်တာတွေကိုသူလှုပ်ဆောင်ခဲ့တယ်ဆိုတော့တွေ့ရတယ်သူဖေရောမှအလင်းစလို့မလုပ်ပဲနဲ့သူလုပ်တဲ့အရာတိုင်းပုံမှာလည်းအမြဲတမ်းတခင်ခရစ်တော်ကချင့်ချင်တွေးကြောပြီးမှပဲလှုပ်ဆောင်နေဆိုတော့တွေ့ရပါတယ်တခင်ခရစ်တော်ရဲ့အသက်တာထဲမှာသူပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဥပုပ်နေ့ပတ်သက်ပြီးတော့တခင်ခရစ်တော်ကလူနာတွေကိုကုသပေးခဲ့တယ်ဆိုတော့တွေ့ရတယ်သူရဲ့လှုပ်ဆောင်ရမယ့်လုပ်ငန်းဆောင်တာကဒီလူနာတွေကိုကုသပေးခြင်းလူတွေရဲ့စိုးရိမ်ပူပန်မှုတွေအနာတရားတွေကိုနာကျင်မှုတွေကိုကုသခြင်းကတခင်ခရစ်တော်ရဲ့လုပ်ငန်းဆောင်တာဖြစ်တဲ့အခါမှာတခင်ခရစ်တော်ကဥပုပ်နေ့လေးမချမ်းပါဘူးသူဒီတကယ်ပဲလုံအပ်နေတဲ့သူဒီခုနကလူတွေကတော့အရင်မချိဘူးလို့သတ်မှတ်ထားတယ်လူတွေကတော့ဒီဆုံးဖြတ်ထားတဲ့သူတွေဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်ဒါပေမဲ့တခင်ခရစ်တော်ကတော့သူတို့အတွက်အချိန်ပေးတယ်သူတို့အတွက်ဆုတောင်းပေးပြီးတော့တကယ်ပဲယောဂဝေဒနာကိုသူဒီကုသပျောက်ကင်းစွာဖြင့်လုပ်ဆောင်ပေးနိုင်ခဲ့တယ်ဆိုတာကိုတွေ့ရပါတယ်ရှုမတ်တဲ့ခရစ်ယာန်ခန်းကြီး8အငယ်23ကနေ29ကြည့်တဲ့တခင်ခရစ်တော်ကလေနဲ့ပင်လယ်ကိုမြင်းစီလေးဆိုတဲ့အကြောင်းအရာကိုတွေ့ရမှာဖြစ်ပါတယ်ဒီညမှာတကယ်ဖြစ်တော့ကသူ့ရဲ့လွယ်တွေကိုဘာလို့သုံးနေခြင်းလဲခုနကစိတ်မရှိမှုတွေကြောင်ယုံမှုတွေမရှိပဲနဲ့အရာရာမှာဘုရားရဲ့လက်တော်ကိုအနံ့ပြီးတော့သွားဖို့ရတဲ့တကယ်ဖြစ်တော့ကတိုးတက်နေဆိုတော့တွေ့ရပါတယ်တကယ်ဖြစ်တော့နဲ့သူ့ရဲ့တပည့်တော်တွေကဒီလိုက်တပိုးတွေကိုကြုံတွေ့ခံစားရတဲ့အခါမှာတကယ်ဖြစ်တော့ကတော့ဒီလေရဲ့ဝမ်းပိုက်နော်လေရဲ့ဝမ်းပိုက်သူကအိတ်ဆက်အနာယူသူလည်းသိမှာပါဒီလိုလိုက်တပိုးတွေကြုံတွေ့ခံစားနေဒါပေမဲ့သူမထောက်ဘူးနော်သူမထောက်ဘူးသူဘာလုပ်နေလဲဆိုရင်သူရဲ့တပည့်တော်တွေသူ့ကိုနော်ဒီမခုံမရှင်းပေါ့တကယ်ပြတော့ရှိနေတယ်ဆိုတာကိုသူတို့တတိမပြုတ်မချင်းတကယ်ပြတော့မထောက်ဘူးဆိုတော့တွေ့ရတယ်တပည့်တော်တွေရဲ့အသက်တာကိုကြည့်မယ်ဆိုရင်အားလုံးသောအများစုသောသူတွေကတန်ခါနေပြီဖြစ်တယ်သူတို့ရဲ့အသက်တာထဲမှာဒီလောက်နော်လေဘလောက်ပဲကြီးline နေဘလောက်ပဲကြီးနေပါစေသူတို့ကတကယ်ကိုတန်ခါတဲ့လုပ်ငန်းကိုလုပ်ဆောင်နေတဲ့ကြောင့်ဒီ NLA ကသူတို့တွေအမြဲတမ်းကြုံတွေ့နေရတဲ့ပြဿနာတစ်ခုပဲဖြစ်တယ်ဒါပေမဲ့ဒီအခြေအနေကိုရောက်တဲ့အခါမှာခုနလိုပေါ့နော် line တစ်ခုတည်းကြီးလာတဲ့အခါမှာခုနကသူတို့ရဲ့စိတ်ထဲမှာရှိတဲ့သူတို့ရဲ့လှုပ်ဆောင်နိုင်မှုပေါ့ဒီလေကိုသူတို့တွေမောင်းနေနိုင်တယ်ဆိုရင်ယုံကြည်မှုတွေလည်းမရှိတော့ဘူးသူတို့တွေကြောက်ရွံ့လာတယ်သူတို့တွေစိတ်မရှိမှုတွေဖြစ်လာတဲ့အခါမှာတော့သူတို့ကိုယုံကြည်မှုတွေအားနည်းလာတော့သူတို့ကတခင်ခရစ်တော်ကိုနိုးပြီးတော့ဒီလိုက်ရဲ့ပင်လေကြားထဲမှာသူတို့ကိုပြင်ချင်ဖို့ရန်အတွက်ရှောက်တင်နေတယ်ဆိုတော့တွေ့ရပါတယ်အဲ့ဒီခါမှာတခင်ခရစ်တော်ကနိုးပြီးတော့ဒီလေနဲ့ပင်လေကိုသုံးရတဲ့အခါမှာလိုက်တပိုးတွေကြာသွားတယ်ပုံမှန်တိုင်းပဲတာရတဲ့ယာတိဝတ္ထုကိုပြန်ပြီးတော့ရောက်ခဲ့တယ်ဆိုတော့တွေ့ရပါတယ်ဒီအကြောင်းအရာလေးအပြင်ဘာလို့တခင်ခရစ်တော်ကကျွန်တော်တို့ကိုသင်ရှင်လဲဆိုတာကျွန်တော်တို့ဘဝအသက်တာလိုက်တပိုးကပေးခြင်းလာမယ်ဆိုတော့ကျွန်တော်တို့ဘဝရိုက်ခတ်မှုတွေလိုက်ပွဲရိုက်ခတ်မှုတွေကတော့အမြဲတစေဝင်လာနိုင်တယ်ဆိုတော့ကျွန်တော်တို့ကိုသင်ပြတယ်ဒီနေရာမှာကျွန်တော်တို့တွေကကိုယ့်ရဲ့အသက်တာထဲမှာတော့ကိုယ့်ရဲ့ level လိုက်ကတော့ professional ဖြစ်တယ်ကိုယ့်ရဲ့ level လိုက်မှာတော့ကိုယ်ကကျွမ်းကျင်တဲ့သူဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့သခင်ခရစ်တော်ကမရှိဘူးဆိုရင်ကျွန်တော်တို့ရဲ့ professional ကျွန်တော်တို့ရဲ့လုပ်ဆောင်တတ်တဲ့လုပ်ဆောင်နိုင်တဲ့အရာတွေကလည်းအလဟတ်ဖြစ်သွားတယ်ဒါတွေကိုကြောက်ရွံ့မှုတွေကအနံ့ယူသွားတယ်ဆိုတော့တွေ့ရပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့အသက်တာထဲမှာသခင်ခရစ်တော်ရှိနေဆိုဘဝရဲ့ line ဖို့တဲ့ဘလောက်ပဲရိုက်ခတ်နေပါကျွန်တော်တွေကစိတ်ရှိဆိုဖြင့်ကျွန်တော်တို့ကြော်လွားအောင်မြင်နိုင်တယ်ဆိုတော့ကိုပေါ်ပြလိုပါတယ်သင်္ချမ်းနာဂတိကျမ်းခန်းကြီး41အငယ်10မှာဆိုရင်မစိုးရိမ်နေငါဒီတင့်ဘက်မှာရှိမကြောက်နဲ့တင်းဖျားသခင်ငါဒီတင့်ကိုခိုင်ခံ့စေပြီးတင့်ကိုစောင့်မှမည်ငါသစ္စာလက်ဖြင့်ထောက်ပံ့ပြီးဆိုတဲ့ဂတိတော်ကိုဆွဲခံပြီးတော့ကျွန်တော်တို့အသက်တာထဲမှာကိုယ့်ရဲ့စိတ်ရှိခြင်းတွေကိုကြော်လွားနိုင်စေဖို့ရတဲ့ဒုတိယချက်အနေနဲ့ပေါ်ပြလိုပါတယ်တတိယချက်နဲ့နောက်ဆုံးချက်ကတော့ဘုရားသခင်ကိုယုံကြည်ခြင်းဖြင့်ရှင်သန်ကြီးထွားဖို့ရတဲ့အတွက်ထောက်ပံ့ပေးပါတယ်။ဘုရားသခင်ကိုယုံကြည်ခြင်းဖြင့်ရှင်သန်ကြီးထွားဖို့ရတဲ့အတွက်ထောက်ပံ့ပေးပါတယ်။ဒီဥပမာလေးဒီမျိုးစစ်ကြီးထွားလာတဲ့ဥပမာလေးကိုကြည့်တဲ့အခါမှာခါဒီမှာကျွန်တော်တို့ကထင်ကောင်းထင်နိုင်တယ်ဒီလေသမားဘာမှမလုပ်တော့ဘူး။တော်ပြင်းနေသူပဲပေါ့။အဖြစ်ထင်ကောင်းထင်နိုင်ပါလိမ့်မယ်။ဒါပေမဲ့ဒါကကျွန်တော်တို့ကိုပြင်းကြီးတဲ့သူ
တော့ဘာမှမလုပ်တော့ဘဲနဲ့တင်းကြီးတဲ့သူဖြစ်နေအားပေးနေတဲ့အရာမဟုတ်ပဲနဲ့ကျွန်တော်ရဲ့အသက်တာထဲမှာဒီလေသမားကသူ့ရဲ့ဒီမျိုးစေ့လေးကိုချဖို့ရန်အတွက်ကျင်းဖို့ရန်အတွက်သူကဒီတိုင်းမျိုးစေ့ကိုပြစ်ထည့်လိုက်တာပေါ့ကျွန်တော်တို့ site တွေလုပ်ဖို့တဲ့သူတွေရှိရဆိုရင်တိကောက်တိမှာလို့ကျွန်တော်တို့အပင်တွေ site တွေတဲ့သူဆိုလည်းတိဒီမျိုးစေ့လေးတစ်စိအပင်လေးတစ်ပင်ကိုကျွန်တော်တို့ပြိုးပင်လေးတစ်ပင်ကိုကျွန်တော်တို့ပြိုးဖို့ရန်အတွက်ရှင်သန်ဖို့ရန်အတွက်ကျွန်တော်တို့ကဒီမြေဩဇာကောင်းကောင်းကျွေးရတယ်ရေကောင်းကောင်းပေးရမယ်အလင်းရောင်ကောင်းကောင်းမှထားရမယ်ကောင်းဖို့ဆိုတာကျွန်တော်တို့ပြင်ဆင်ထားပြီးမှဒါကျွန်တော်တို့ရဲ့ပြိုးပင်လေးကျွန်တော်တို့ရဲ့မျိုးစေ့လေးကိုကျွန်တော်တို့ကချထားတာဖြစ်တယ်ဒီတော့ဒီလေသမားကသူ့ရဲ့မျိုးစေ့ကိုကျင်းပြီးတော့သူဘာမှမလုပ်ဘူးဆိုတာကသူဘာမှလုပ်စရာမလိုတော့မလုပ်တော့တာဖြစ်တယ်သူပြင်ဆင်ထားပြီးတော့ဒီမျိုးစေ့လေးကတကယ်ပဲရှင်သန်ကြီးထွားဖို့ရတဲ့သူမျိုးစေ့ကိုအကောင်းဆုံးသူထွန်ရက်ဆိုင်ပြိုးပြီးတော့ပြင်ဆင်ပြီးတော့ဒီရှင်သန်လာဖို့ရတဲ့အထောက်အကူလိုအပ်တဲ့အာဟာရအားလုံးကိုသူလုံဆောင်ထားပြီးဖြစ်တဲ့ကြောင့်သူကယုံကြည်ချက်ရှိစွာဖြစ်မဲ့သူစောင့်မျှော်နေတာဖြစ်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာကြည့်တဲ့အခါမှာလေကျွန်တော်တို့ရဲ့အတွက်ကျွန်တော်တို့ကိုဖျားသခင်ကဒီဝိတရားတွေကိုပေးထားတဲ့အခါမှာကျွန်တော်တို့လုံဆောင်ရမယ့်အရာတွေကဖျားသခင်ရဲ့ဒီယုံကြည်ခြင်းမျိုးစေ့ကိုကျွန်တော်တို့တွေကကျေးဖြန့်ရမယ်လို့ပြောတဲ့အခါမှာလေကျွန်တော်ဒီတိုင်းပဲပြောတာမဟုတ်ပဲလေကျွန်တော်တို့အနောက်ကနေမြဲတဲ့သူတို့တွေကိုfollow up backup လိုက်ပေးနေရတယ်ကျွန်တော်အများနဲ့သူတို့ကိုဂရုစိုက်ပေးနေရတယ်အများနဲ့သူတို့ကိုကြည့်ရှုပြုစုပေးနေရမှာဖြစ်တယ်ကျွန်တော်တို့အမှုတော်ဆောင်တွေရဲ့အသက်တာထဲမှာကျွန်တော်ရဲ့အသင်းတော်ထဲမှာရှိတဲ့သူတွေကကျွန်တော်နဲ့စကားပြောတဲ့အခါမှာကျွန်တော်ကောင်းကောင်းမွန်မွန်သူတို့ကိုနားထောင်ပေးတယ်ကျွန်တော်ဆုတောင်းပေးတယ်အားပေးနေတဲ့ပေးတယ်ဒါတွေမကဘူးကျွန်တော်ဆက်ပြီးတော့ဒီပြဿနာကိုသူတို့ဘယ်လိုမျိုးကျော်လွှားနိုင်ပြီလဲဒီပြဿနာကိုသူတို့ဘယ်လိုမျိုးဖြေရှင်းပြီးသွားပြီလဲတရားနဲ့ဘယ်လိုသွားပြီလဲကျွန်တော်ပြန်လည်ပြီးတော့မင်းမြန်ချင်းအားဖြင့်ကျွန်တော်တို့ရဲ့အသင်းသူအသင်းသားတွေရဲ့ဝိညာဉ်ရေးအသက်တာတိုးပွားအောင်ကျွန်တော်တို့တုံ့ပြန်ပေးတဲ့ကိုညီမစာပြည့်ဒါကကျွန်တော်တို့အမှုတော်ဆောင်တွေရဲ့အသက်တာဖြစ်တယ်ဒီလိုပဲတော့ဆရာဝန်ကျောက်ကလည်းလူနာကျောက်ကိုသူလိုအပ်တဲ့ကွဲစိတ်မှုတွေသူလုပ်ပြီးသွားပြီဆိုရင်ကျန်တဲ့အရာကတော့ဒီတရားရဲ့လက်ထဲကိုအပ်လိုက်တာဒီလူကျောက်ကပြန်လည်ပြီးတော့ကျမ်းမာတန်ဆွမ်းချင်းအမှုရာကိုတရားရဲ့လက်ထဲမှာအပ်တယ်လို့ခုနကသူ့အတွက်လိုအပ်တဲ့စေဝါးတွေအားဖြင့်သူပြင်ဆင်ထားပြီးဖြစ်တဲ့အတွက်ကြောင့်မို့ပြန်လည်ပြီးတော့တက်တာပြောက်ရင်နာမည်ဆိုတော့ကိုသူယူစိတ်ချတယ်။သူနည်းလည်းကောင်းပါကျွန်တော်တို့ရဲ့အသက်တာထဲမှာလည်းပြန်တင်ကဒီမျိုးစေ့ယုံကြည်ခြင်းမျိုးစေ့လေးကိုရှင်းတန်ကြီးထွားဖို့ရတဲ့ပြင်ဆင်ထောက်ပံ့ပေးတယ်ပြောတဲ့အခါကျွန်တော်တို့ကလည်းဆက်လက်ပြီးတော့ကျွန်တော်တို့ရဲ့ကျင်းပြလိုက်တဲ့ကျွန်တော်တို့ရဲ့စိုက်ပျိုးလိုက်တဲ့ဒီမျိုးစေ့တွေကဆက်လက်ပြီးတော့ရှင်းတန်ကြီးထွားဖို့ရတဲ့ဘုရားသခင်ကပြင်ဆင်ထောက်ပံ့ပေးထားတယ်ကျွန်တော်တို့ကဆက်လက်ပြီးတော့လေဒီအရာပေါ်မှာကျွန်တော်တို့အထောက်အပံ့ကောင်းဖြစ်နေတယ်ကျွန်တော်တို့ဆက်လက်ပြီးတော့လှုပ်ဆောင်မှုရအတွက်အရေးကြီးပါတယ်ကျွန်တော်တို့ကဒီမျိုးစေ့ကရှင်သန်ကြီးထွားမှုရအတွက်အကောင်းဆုံးကျွန်တော်တို့လှုပ်ဆောင်ပြီးတဲ့အခါမှာဒီမျိုးစေ့ရှင်သန်ကြီးထွားမှုရအတွက်လက်တော်ထဲမှာအပ်တာဘုရားရဲ့လက်တော်တွေပဲအဲ့ရမယ်ဘုရားသခင်ကပဲဆက်လက်ပြီးတော့ဒီမျိုးစေ့ဒီယုံကြည်ခြင်းမျိုးစေ့တွေကိုရှင်သန်ကြီးထွားလာနိုင်တယ်ဆိုတော့ကျွန်တော်တို့ယုံကြည်လက်ခံခြင်းအပြင်ကျွန်တော်တို့ကဒီလေရှင်တဲ့သူတွေကောင်းစွာနေနိုင်တယ်ကောင်းစွာတက်တော်တွေကိုအနိုင်တယ်အချိန်တည်းတဲ့အခါရိတ်သိမ်းနိုင်တယ်ဆိုတော့ကိုပြောပြလိုပါတယ်ဒါကြောင့်မို့ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာတွေကိုပြန်ပြီးတော့ကြည့်တဲ့အခါမှာရှင်သန်ကြီးထွားမှုရန်အတွက်လှုပ်ဆောင်ရတဲ့မျိုးစေ့လေးတွေရဲ့အသက်တာကလည်းဘာလိုအပ်လဲဆိုသူတို့မှလည်းရှင်သန်ကြီးထွားခြင်းနဲ့စိတ်ဆန္ဒရှိဖို့ရတဲ့လိုအပ်တယ်လူချင်းဝေချောတွေကတကယ်ပဲတမန်ကျမ်းစာနဲ့ညီဝိညာဉ်တက်တဲ့ခံနေကျွန်တော်တို့ရဲ့အတွေ့အကြုံတွေနဲ့ခွန်အားပေးပေမဲ့လေသူကိုယ်တိုင်ကသူ့ရဲ့ခံယူချက်ကတကယ်ပဲဘုရားကိုမသိတွေ့သေး၍ဘုရားကိုမသိရှိသေး၍ကျွန်တော်တို့ကိုယုံကြည်ပေးနိုင်မှာမဟုတ်ဘူးရှင်သန်ကြီးထွားလာမှာမဟုတ်ဘူးသူကိုယ်တိုင်ရဲ့အသက်တာမှာလေသူဟာရှင်သန်ကြီးထွားခြင်းနဲ့စိတ်ဆန္ဒနဲ့ဘုရားကိုညှို့လေးနဲ့ယုံကြည်တဲ့အသက်တာရှိမှသာလေတကယ်ပဲမျိုးစေ့တွေကရှင်သန်ကြီးထွားလာမယ်ဆိုတော့ကိုပြောပြနေပါတယ်။ဒါကြောင့်မို့ကျွန်တော်ရဲ့အသက်တာတွေမှာလှုပ်ဆောင်ရမယ့်အရာကဘုရားသခင်ကတော့သူ့ကိုယုံကြည်ခြင်းအပြင်ရှင်သန်ကြီးထွားဖို့ရတဲ့ပြင်ဆင်ထောက်ပံ့မှုတွေကိုလှုပ်ဆောင်ထားပြီးပဲဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်တွေကလည်းအသက်တော်တွေမှာရှိတဲ့ကျွန်တော်ယုံကြည်သူညီကိုမောင်မတွေဘုရားကိုမသိရှိသေးတဲ့သူတွေရဲ့အသက်တာတွေမှာဘုရားကိုသိရှိလာနိုင်ဖို့အသက်တော်တွေမှာရှိတဲ့သူရဲ့အသက်တာမှာလည်းလွယ်မှားသောအရာတွေတော့ကိုမလိုက်စီဖို့ရတဲ့ကျွန်တော်တို့ကပြုပြင်ထိမ့်သိမ်းပေးမှုတွေလှုပ်ဆောင်ပေးဖို့ရတဲ့လိုအပ်တဲ့ဆိုတာကိုဖော်ပြလိုပါတယ်။နောက်ဆုံးအနေနဲ့ဒီဘုရားသခင်က
ရှင်တန်ကြီးထွားဖို့ရတဲ့ထောက်ပံ့ပေးတယ်ဆိုတဲ့အရာကိုဥပမာလေးတစ်ခုအပြင်အဆုံးသတ်ချင်ပါတယ်တခုတော့နေရာဒီမှာတဲ့မျိုးစစ်လေးနှစ်စစ်မျိုးဩဇာကောင်းတဲ့နေရာကိုကျဲပြလိုက်အဲ့ဒီခါမှာတဲ့ပထမမျိုးစစ်ကတော့ပထမမျိုးစစ်လေးကတော့ပြောလဲဆိုရင်ဟာငါရှင်တန်ကြီးထွားခြင်းနဲ့ငါရဲ့အမြင့်တွေကိုဒီမြေကြီးလေးကိုထိုးပေါက်ပြီးတော့ထိုးချလိုက်မယ်အဲ့ခါမှာငါရဲ့အပင်မျိုးစစ်အညံ့လေးတွေကထွက်ပေါ်လာပြီးတော့အဖူးတွေပွင့်လာတယ်ဒါဆိုရင်ငါဟာတကယ်ပဲလှပတဲ့ကဘာမြေကြီးနွေဦးရာလေးကိုငါမြင်တွေ့ရမယ်ဆိုပြီးတော့သူဟာစိတ်ထဲကနေပြီးတော့သူရီမှန်းလိုက်ပြီးတော့သူကသူ့ရဲ့မျိုးစစ်ကိုသူဟာခုနကဒီမြေကြီးလေးကိုသူ့ရဲ့အမြင့်တွေကိုထိုးပေါက်ချလိုက်တယ်ဒုတိယမျိုးစစ်ကတော့ဘာပြောလဲဆိုဟာကြောက်ဖို့ကောင်းလိုက်တာငါရဲ့အမြင့်တွေကိုဒီမြေကြီးမောင်မောင်မဲမဲလေးအောက်ကိုရောက်နေဆိုရင်တော့ငါနေတတ်မှာမဟုတ်ဘူးငါတို့အစီအပြေမှာမဟုတ်ဘူးငါရဲ့အမြင့်တွေကနာကျင်တော့မှာပဲဆိုပြီးတော့သူကတော့ဘာလုပ်လဲဆိုရင်သူ့ရဲ့အမြင့်တွေကိုသူကြောက်နဲ့လုံးမှုတွေသူကသူ့ရဲ့အမြင့်တွေကိုမြင်ကြီးတဲ့ကိုမထိုးချဘူးအဲ့ဒီလိုနေတဲ့ဒီလက်ပါတဲ့အချိန်တိုင်းလေးမနက်ခင်းလေးကိုရောက်တဲ့အခါမှာဒီအစာရှာထွက်တဲ့ကျမတွေတွေ့ပြီးတော့အဲ့ဒီမျိုးစေ့တွေကတော့စားသုံးခြင်းကိုခံရပါတယ်ဒီနေ့ဒီဥမာလေးအဖြစ်ပါကိုဆုံးသက်ခြင်းလဲဆိုကျွန်တော်ရဲ့အသက်တာထဲမှာပြန်တဲ့ကတော့မစိုးရိမ်ဘူးမစိုးရိမ်ရဖို့မစိုးရိမ်ပါနဲ့လို့ကျွန်တော်တို့အချင်းချင်းတုံ့ပြန်ထားပြီးပဲဖြစ်တယ်ဒါပေမဲ့ဒီစိုးရိမ်မှုတွေရှိနေသေးတယ်ကတော့ကျွန်တော်ရဲ့ယုံကြည်ခြင်းတွေအားနည်းပြီးတော့ယုံကြည်ခြင်းတွေကရုပ်ဖြော်ပြီးတော့ကျွန်တော်ရဲ့အသက်တာထဲမှာတော့ဒီမျိုးစေ့တွေကိုရှင်းသနိုင်မှာမဟုတ်ပါဘူးကျွန်တော်ကလောကရဲ့မောင်မိုက်ချင်းမှာကျွန်တော်ကျင်လည်ပြီးတော့ပဲလောကရဲ့စားသုံးခြင်းကိုမောင်မိုက်ရဲ့စားသုံးခြင်းတွေကိုပဲခံစားသွားရမှာဖြစ်တယ်ဒါပေမဲ့ကျွန်တော်ရဲ့အသက်တာထဲမှာဒီပုံဥမှန်လေးအဖြစ်ကျွန်တော်ဘဝအသက်တာထဲမှာတရားသခင်ကကျွန်တော်ကိုယုံကြည်စိတ်ချဖို့ရန်အတွက်တုံ့ပြန်ပေးထားတဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ကိုယ့်ရဲ့စိုးရိမ်မှုမှုတွေစိတ်မရှိမှုတွေကိုယုံကြည်ခြင်းအပြင်ပုံအပ်ပြီးတော့ကျွန်တော်ရဲ့အသက်တာမှာလည်းတရားသခင်ကိုယုံကြည်ခြင်းအပြင်ရှင်သန်ကြီးထွားနိုင်တဲ့သူများဖြစ်စေဖို့ရန်အတွက်လုပ်ပတ်တော်အပြင်ဝါပေးတိုက်တွန်းပါတယ်အားလုံးကရရှိပါမယ်